boss ဒီကားကိုမမောင်းပါနဲ့ဘာပြောလိုက်တယ်အတန်ကပုံမှန်မဟုတ်ဘူးဝစ်စပုံးမဲ့တာမျိုးမဟုတ်ဘူးစတီယာရင်နံကိုရှော့ထားတာ꿰လိုက်တာနဲ့စတီယာရင်ကအလုံးလုံးတော့မှမဟုတ်ဘူးဒီကားကိုစစ်ဆေးပြီးဘာမှမဖြစ်ဘူးခမည်းလူအာယုံဆိုင်အောင်လုပ်နေတာမလားယုံသည်ဖြစ်စေမယုံသည်ဖြစ်စေခမည်းတို့အသက်ပဲဒရိုက်တာကားကိုအခုချက်ချင်းစစ်ဆေးခိုင်းပါဘာတွေဖြစ်နေတာလဲဒရိုက်တာချက်ချင်းစစ်ဆေးပေးဖို့ပြောထားတယ်လေရလက်ထွက်လာပြီးစတီယာရင်နံကိုတမင်ဖြက်စီးထားတာကျွမ်းကျင်သူလက်ချက်ပဲအဝေးပြေးလမ်းပေါ်သာရောက်သွားရင်ဖြစ်ပျက်သွားမှာကိုတွေးကြည့်ဒီလူငယ်ကပဲကျွန်တော်အသက်ကိုကယ်လိုက်တာဘယ်မှလဲအခုချက်ချင်းရှာကျွန်တော်စီခေါ်မလာနဲ့သူ့ကိုဖိတ်ပေးပါလူတွေအားလုံးထွက်ရှာကြသူ့ကိုချက်ချင်းတွေ့ချင်တယ်တန်ကြိုးကလည်းဒီအချိန်မှပြုတ်ကြရသလားထားလိုက်ကျွန်တော်လုပ်ပေးမယ်ကျေးဇူးတင်ပါတယ်မင်းလားငြိမ်ငြိမ်လေးနေ3 ရက်ရှိပြီအချုပ်တွေဖြုတ်ဖို့မလုပ်သင့်သေးဘူးဘယ်2 ရက်တောင်ရှိပြီလဲဂယုမဆိုင်ရင်အနာပိုးဝင်လိမ့်မယ်အနည်းဆုံးတော့ကိုဂယုဆိုင်ပါအလုတ်ပြုတ်သွားပြီးသွားစရာနေရာလည်းမရှိတော့ဘူးအဲ့ဒီအကြောင်းတွေအခုဘလို့လုံးစိတ်ပူနိုင်မှာလဲကြည်စမ်းလူရွယ်မဟုတ်လားအလုတ်ပြုတ်ပြီးလမ်းဘေးမှာစပိန်ပြင်နေရတာလားသူနဲ့ဝေးနေဖို့အကြံပေးပရစီအိမ်လည်းမရှိအလုတ်လည်းမရှိဘူးသူ့မျက်နှာရောင်ဆောင်တာကိုမယုံပါနဲ့သူ့ကိုအချိန်ဖြုံးမနေပါနဲ့စားစရာမရှိရင်လာတောင်းပါအိမ်သာဆေးတဲ့အလုတ်တော့ရနိုင်သေးတယ်ချောင်ချမ်း၍ငါဘာမှမခိုးဘူးဆိုတာမင်းကောင်းကောင်းသိတယ်တက်တေအထောက်ထားနဲ့မိထားတာလေမင်းကတခိုးဆိုတာစက်ယုံတယုံလုံးသိတယ်ပါစက်ပိတ်ထားတမိုက်ခရိုမီတာထက်ပိုတိကျအောင်လက်နဲ့ပဲပစ္စည်းပြင်နိုင်တဲ့သူကိုထုတ်ပယ်လိုက်တာဟာမျက်စိကန်းနေတာနဲ့အတူတူပဲပိတ်တော့မဲ့စက်ယုံတစ်ခုကိုဂုံယူနေကြတာလားဟုံးရှင်းကိုဘယ်လိုလုပ်ပြီးစော်ကားရဲတာလဲမင်းကိုအရိုက်ခံချင်နေတာလားသူ့အတွက်နဲ့စိတ်တူမနေပါနဲ့သူတို့ယူနေကြတာတွားကြစို့အချိန်မဖြုံးပါနဲ့နောက်ဆုံးတော့သူတို့ဒူးထောက်ပြီးတောင်းပန်လိုက်အောင်မယ်ဖြည်းဖြည်းစားပါဘယ်2 ရက်လောက်အစာမစားရသေးတာလဲဝါပြီလားဟုတ်ကဲ့ကျေးဇူးပါဒီခောက်ဆွဲလေးပဲစားလိုက်ပါမယ်နောက်ပါဆက်လုပ်ဖို့စဉ်းစားထားလဲဒါကကျွန်တော်တီထွင်ထားတဲ့စပေးအစ်စ်ပဲဂီယာနဲ့ဘောင်ကိုအစ်စ်ပြန်ပြင်ထားတယ်တန်ကြိုးဘယ်တော့မှပြုတ်ကြမှာမဟုတ်ဘူးအလေးချိန်30%ပိုပေါ့ပြီးဝင်ပိုနိုင်တဲ့ပစ္စည်းလဲပိုနေတယ်ပြီးတော့ပိုမြန်တယ်ဒီဒီဇိုင်းတွေကိုဘယ်အချိန်ကရေးဆွဲခဲ့တာလဲဟုံးရှင်းမှာနေတော့ကအိတ်မရတဲ့အချိန်မှာဆွဲထားတာချောင်ထန်းယူကစစ်ဖက်ဆိုင်ရာစာချုပ်တွေနဲ့ပဲအသက်ဆက်နေတာဈေးကွက်ထဲကရွှေတွင်းကြီးကိုမမြင်ဘူးမင်းသူ့လုပ်ငန်းကိုလူယူမလို့လားဒါကအဆင့်တန်းမတူတဲ့ကိစ္စပါဟုတ်တယ်ဟုံးရှင်းလုပ်သမျှအားလုံးကိုကျွန်တော်ပိုကောင်းအောင်လုပ်နိုင်တယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်ဘာပြဿနာလဲစက်ယုံလည်းမရှိစက်ကရိယာလည်းမရှိငွေလည်းမရှိဘူးဒီဒီဇိုင်းတွေကဘာမှအသုံးမဝင်ဘူးအလုပ်ပြုတ်ထားတဲ့သူကိုဘယ်သူကယုံမလဲငါမင်းကိုယုံတဲ့စက်ယုံနဲ့စက်ကရိယာအတွက်ငါတာဝန်ယူမယ်ကျွန်တော်အဖေရဲ့လုပ်ဖို့ကင်ဖက်ဟောင်းရှိတယ်သူ့ကိုဥရှိုးလို့ခေါ်တယ်စက်မှုလုပ်ငန်းမှာဝါရင်တဲ့သူပဲမနှက်ဖြန်သွားတွေ့ပြီးအကြံဉာဏ်တောင်းကြမယ်ကျွန်တော်တို့သိတာမှရက်ပိုင်းပဲရှိသေးတယ်ဘာလို့ကူညီပေးတာလဲပထမအချက်တကယ်ပါရမီရှင်တွေအလား